မြန်မာစာဖောက်မမှန်ဘူးခက်မှာမြန်မာစာဖောက်မှန်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးမှပဲရှောင်းမရဲ့ comment box မှာအများကြီးမေးထားတာတွေ့ရဒီနေ့မှာမြန်မာစာဖောက်မှန်အောင်လုပ်လို့ရတဲ့နည်းလမ်းကိုမျှဝေပေးမယ်ပထမဆုံး setting ထဲမှာဝင်ပြီးလို့ရှိရင်ဒီ general ထဲကိုဝင်လိုက်ပါ general ထဲမှာဒီ language and region ကိုမြင်ရပါလိမ့်မယ်အဲ့ဒီမှာမြန်မာစာရှိတယ်မြန်မာစာမှာ standard မဟုတ်ဘဲနဲ့ဇော်ကြီးဖောင့်ကိုပြောင်းပေးလိုက်ပါဒီလိုဆိုရင်ရှမ်းမီတို့ရဲ့မြန်မာဖောင့်ကခက်မှာအမှန်ဝင်သွားပါလိမ့်မယ်အဲ့တော့ဒီမှာခက်မှာတစ်ချက်စမ်းကြည့်ကြရအောင်ဒါဆိုခက်မှာမြန်မာဖောင့်မှန်လားဆိုစမ်းတက်ကြမယ် test ထဲမှာမြန်မာစာလို့ရိုက်ကြည့်လိုက်မယ်နော် okay ဒီနေရာမှာတော့အခုလက်ရှိထိတော့မှန်နေပါတယ်မြန်မာစာ okay ဒီမှာဆိုရင်နည်းနည်းလေးဘားလေးထည့်ကြည့်မယ်အဲ့တော့ဒီခက်မှာတစ်ခုဂယူဆိုင်ရမှာကြတော့ဒီတဝေထိုးတွေရရစ်တွေရေးလို့ရှိရင်ရိုက်ကွက်မှာလို့ရှိရင် तू ကဒီပေါ့မြန်မာစာအမှန်မပေါ်တတ်ဘူးပေါ့နော်အဲ့ဒါနောက်တစ်ခုကကြတော့မြန်မာစာရိုက်ပြီးသွားပြီဆိုရင် setting ထဲမှာပြန်သွားပြီးတော့ Unicode ဖြစ်အောင်လို့ပြန်ပြီးမှချိန်ပေးဖို့လိုအပ်တယ်မဟုတ်လို့ရှိရင်Facebook ကိုကြည့်မလား TikTok ကိုကြည့်မလားစာတွေကပြောင်းပြန်ပေါ်နေရမျိုးဖြစ်တတ်ပါတယ်